ဖြစ်တော့ပိတ်ရဆိုတော့ရွှေတလျောင်းကိုလာလေတာလာလေရင်းနဲ့ရွှေတလျောင်းဖရားရဲ့နောက်ကျောဘက်မှာဒီဖရားတည်ထားတဲ့တမိုင်းချောင်းပေါ့နော်အဲ့ဒါကိုရုပ်ပုံပချီရည်နဲ့စေးပြီးတော့ရေးထားတဲ့ဟာရှိတယ်ကိုလည်းဟိုအရင်တော့ကတော့ရောက်ဖူးပါတယ်ဒါပေမဲ့မတွေ့မိဘူးတိတ်ချမကြည့်မိတာလည်းပါမယ်ပေါ့နော်ဒါကဟန်တာရီမင်း30မြောက်မိခါဒီပါမင်းငယ်လာဒီတဲ့မိစ္ဆာအယူဝဲမှာအုတ်ချုပ်ခါရစ်ပူဇော်ရန်တားကောင်များရရှိရတဲ့တားတော်တစ်ပါးအားတောကစားထွက်ပုံနဲ့ဒါကပထမဆုံးပုံလေးပေါ့နော်နောက်တစ်ပုံကိုသွားမယ်ဒါပထမဆုံးပုံရဲ့အလှရှင်တွေပေါ့ဒါကနောက်ထပ်စာမျက်နှာတစ်ခုပေါ့နောက်ထပ်ကစာမျက်နှာပကြီးကတစ်ခုပေါ့နော်ခမဲတော်ဤခိုင်းစေချက်အမိန်ရတဲ့ဘရင်သားတော်ဒီနောင်တော်ပါများနဲ့တောကစားထွက်လာပုံတဲ့နဲ့ပကြီးကားလေးကလည်းအရန်ဟိုမိုက်အရန်ဟိုသဘောကျတယ်ပေါ့နော်လက်ရအရန်မြောက်တယ်မင်းသားပြုံးရပဲဒါကစာမျက်နှာ3တောကစားထွက်လာရလန်ခီးတဲ့သူနာဘူမိအနီးရွာတွေရွာတယ်ဗုဒ္ဓဘာသာကိုးကွယ်သောမွန်အမျိုးသမီးဒလက်ထောနဲ့တွေ့ဆုံမြတ်တာမျှပုံနဲ့မင်းသားရဲ့မြတ်တာမျှတဲ့ပုံဆွန့်ထုတ်ထားတာမင်းသားရဲ့မင်းသမီးရှင်းသွားလူတွေလောက်တာအခုလူတွေတက်တောင်တက်ရမြောက်သေးစာမျက်နှာလေးကိုဒီဘက်ကနေကျင်သိမ့်မမြင်ရအောင်ဟိုဘက်ကစာမျက်နှာလေးကိုမြောက်ဟိုးအပေါ်မှာတော့အဲ့ဒါဖះရဲ့ကြောဘက်ဖះကိုကြောဘက်မှာပကြီးစေးလောက်ထားတာပေါ့နော်တားတော့မင်းသားဒီတဲ့ဒလက်ထွန်အမျိုးသမီးဗုဒ္ဓဘာသာကိုကိုယ်ကွယ်ခွင့်ပြုပါမယ်တတိဖြင့်သိမ့်ပိုက်ကောက်ယူပြီးနန်းတော်သို့ခေါ်ဆောင်လာပေါ့တော်တော်များများဖုန်းเจ้าတွေမှာရှိရဲဟိုရုပ်ပုံပကြီးနဲ့မတူဘူးပေါ့ဒါကစာမျက်နှာ9ရောက်သွားနန်းတော်တို့ပြန်ရောက်ပြီးနောက်တဲ့ဒလက်ထော်ကြီးတဲ့မိစ္ဆာနဲ့ရုပ်ကြီးကိုမကိုးကွယ်ပဲမိမိအဆောင်နဲ့ဗုဒ္ဓဘာသာဗုဒ္ဓရုပ်ပွားတော်ကိုထားရှိကိုးကွယ်ပုံဟိုအရင်နေရတော့အင်္ဂလိပ်လိုပါအကုန်လုံးပါပြီးသားဒီလိုမျိုးလေးလောက်ထားတော့အရန်သဘောကျတယ်ဖះသမိုင်းလည်းသိရတယ်ဖះလည်းဖူရင်လည်းဖះသမိုင်းကိုလည်းတစ်ခါတည်းရုပ်ပုံပကြီးကားကြောင်လေးနဲ့တစ်ခါတည်းသိရတယ်ဒိဋ္ဌိလွှမ်းမိုးသောမင်းမတ်တို့ဤတဲ့ကုန်းချောမှုကြောင့်ဒလက်ထော်နဲ့တကွအပေါင်းပါတော့ကိုမြရဲ့ရစ်ပူဇော်ရန်ဘရင်ကြီးကအမိန့်ချမှတ်နေတော့ရှင်းတော့ဘရင်ကြီးကနော်ဟာစာမျက်နှာ6နည်းနည်းလေးနဲ့အကုန်လုံးသိနိုင်တယ်ပေါ့နော်ဒီလိုမျိုးလောက်ထားဒါကတော့စာမျက်နှာ9ရောက်သွားပါပြီဒီရင်ကိုးကွယ်တော့နေရုပ်ကြီးရှိတယ်ဗုဒ္ဓဘာသာကိုးကွယ်တယ်ဒီလိုအောင်ကိုမြတ်ရစ်ပူဇော်ပွဲကြီးမှာတလက်ထော်မင်းကြီးကယရနာ3ပါးဥထိတ်ထားကသစ္စာဆိုလိုက်ပြီးနေရုပ်ကြီးအပိုင်းပိုင်းပြတ်ကျိုးလဲသွားပါဒီမှာလူတွေကသစ္စာလဲစောင့်ကြည့်ကြတော့မရုပ်ကြီးရဲ့အပိုင်းပိုင်းသူ့ပဲပုံနဲ့ဒါကတော့ဇာမျက်နှာ8ကလေးပါမိခါဒီပါမင်းလေးတဲ့ထိတ်လန့်တုံးလောက်ခါမိမိအယူမှားသည်ကိုနောင်တရပြီးသားတော်နဲ့ရှုမတော်ကိုအပြစ်မှကင်းလို့စေပြီးဗုဒ္ဓရုပ်ပွားတော်တိထားပေးရန်မိန့်ကြားတော်နေတဲ့အခါဒီကတော့ဒီဟာကိုပုံမှန်တိုင်းပဲဗီဒီယိုရိုက်လိုက်တာပါဒါပေမဲ့အဆုံးထိတစ်ခေါက်ဖတ်ကြည့်ပြီးတော့သွားတော့မှတေချာလေးထပ်ပြီးတော့ဖတ်ချင်စိတ်ပေါက်လို့နောက်တစ်ခေါက်ပြန်ပြီးတော့ဖတ်တာစာမျက်နှာ9ကိုရောက်သွားတာမင်းကြီးဤတဲ့မိန့်ကြားချက်အရာတတိုင်းပြည်လုံး
မိစ္ဆာအယူစွန်ပြီးဗုဒ္ဓဘာသာကိုတဲ့ခုပြောင်းကြပါဗုဒ္ဓလောက်ကတော့ဒီတိဆောက်ကြပါဘုရားဆောက်နေတဲ့ပုံပေါ့နော်ဒါပဲဒီအဲ့လိုမျိုးလေးခြံလေးလိုက်တဲ့အခါကျတော့ခုဖြစ်လူတွေဘုရားတမန်ကိုလည်းအလွယ်လေးနဲ့သိနိုင်တာပေါ့လိုပဲဖြစ်ရွှေကတော့သဘောကျတယ်ဒီလိုမျိုးလုပ်ထားတာသမဏကိုရောက်သွားပြီသမဏ30ကိုသွားမယ်ဒါကတော့သမဏ30ကိုရောက်ရှိသွားပါပြီဒါကနောက်ဆုံးအခန်းမှာမိဂတိပါမင်းတရားကြီးရဲ့တန်ဝေကတရားခင်တိဆောက်တော်ဗုဒ္ဓရုပ်ပွားတော်ကြီးမှာတဲ့ကောတာတက်ကလေး356ခုနှစ်တွင်တဲ့ကျောင်းတော်မူရွှေသားလျောင်းဘုရားကြီးဘွဲ့နယ်မြေဖြင့်ပြင်းမြောက်ခဲ့ပါတယ်တဲ့ရွှေသားလျောင်းဘုရားဖြစ်လာတဲ့တမိုင်းအကျဉ်းကိုဒီလိုလွယ်ကူကူလေးနဲ့ပေါ့နော်ဖတ်ရှုလို့ရအောင်လုပ်ထားတာအရင်ကသဘောကျဖို့ကောင်းပါတယ်ဖះတဲထားတယ်ပေါ့နော်ဖះရဲ့ဥကောင်းတော်ဟိုးအပေါ်မှာထားတယ်ဥကောင်းတော်ရဲ့နောက်ဖက်မှာအရင်သဘောကျပါတယ်